အပိုင်းတက်မှာတော့ရုပ်ဆိုးပြီးစားလဲမတော်တာကြောင့်အမြဲတမ်းစိတ်ထဲကျနေတဲ့ဂျူယန်ဆိုတဲ့ကောင်မလေးကတဲရုပ်ပြစာအုပ်တွေနဲ့ happy မိတဲ့သချင်းတွေကိုလည်းအရန်တဲတဲ့သူပဲဖြစ်ပါတယ်ဂျူယန်ကရုပ်ဆိုးတာကြောင့်ဘယ်သူကောင်မှသူမနဲ့တင်ငယ်ချင်းမဖြစ်ချင်ကြတဲ့အပြင်ပေါ့စုံမှဆိုပြီးလဲနာမည်ကြောင်ပေးထားကြပါတယ် happy တို့လည်းအတန်းမော်တွေကအနိုင်ကျင့်တာကိုအမြဲတမ်းခံရကဟီးရိုလို့ချင်တဲ့ဘဲကြီးရဲ့ကြီးကြီးနားနားစကားတွေကြောင့်ဂျူယန်တယောက်လည်းအရန်ကိုပြောသားပြီးတော့သူနဲ့အတူတူရှိုးဝဲသားကြီးဖို့ကိုခေါ်လိုက်ပါတယ်အဲ့ဒီဟီးရိုလို့ချင်တဲ့ဘဲကြီးရဲ့စော်လေးဆမ်းမိလည်းရောက်လာပြီးတော့သူမသိပဲသူ့ရဲ့ဘဲကိုစနက်ကြော်ကျင်နေရလားဆိုပြီးတော့အဝေးကနေလှမ်းဖိုက်လိုက်တော့ဂျူယောင်ရဲ့အိတ်တဲကစကင်ရဲ့ PC တွေလည်းကစားပြီးပျက်စီးသွားကနှခမ်းနေယူနေဂျူယောင်ရဲ့မျက်နှာကိုဒီတက်မကရုပ်ဆိုးတော့အောင်လုပ်လိုက်ပါတယ်နောက်ထပ်လည်းဂျူယောင်ကိုစနက်ကြော်မှဆိုတဲ့နာမည်ကဆိုရှယ်မီဒီယာတစ်ခုလိုပြန့်နှံ့သွားပြီးတော့ပုံတင်လိုက်တဲ့ဆမ်မီကိုအမြန်ပြတ်ပေးဖို့ကိုတောင်းဆိုနေပေမဲ့မဖြတ်ပေးတာကြောင့်အငင်းခုန်ဖြစ်ကဆမ်မီလည်းတရားရသွားပါတယ်ဆမ်မီတရားရသွားတာကြောင့်အကြောင်းကဂျူယောင်ကိုကြောင်းပြောဖို့ပြောပြီးတော့စီပိုအနွေးပညာကျောင်းကိုသာသွားဖို့ကိုလမ်းညွှန်လိုက်ပါတယ်ဂျူယောင်ကတော့နောက်ထပ်ကြောင်းပြောဖို့ကိုတော့အင်အားတွေမရှိတော့တာကြောင့်သူရဲ့အခန်းထဲမှာတစ်ချိန်လုံးဝင်နေပါတယ်အဲ့ချိန်ရုတ်တရက် YouTube ကမေကက်ပီနီဗီဒီယိုကိုတွေ့လိုက်ရတော့ဂျူယောင်ကသူလည်းလာနိုင်သေးတယ်ဆိုပြီးတော့ online ကမေကက်ပီနီတင်တဲ့တချို့ကို join ကစမှာတော့အခက်တွေ့နေပေမဲ့တပိပိဂျူယောင်ကအားရရှိလာပြီးအာယုံဆိုင်ပြီးတော့လိုက်လုတာကြောင့်သူလုံးဝမတင်ထားတဲ့မျက်နှာလေးကိုပိုင်ဆိုင်သွားပါတယ်။အဲ့ဒီကစပြီးဂျူယောင်တယောက်လည်းကြောင်းပြောဖို့အတွက်အစီအစဉ်ကိုလက်ခံလိုက်ပြီးတော့စီဘိုအနုပညာကျောင်းကိုပထမဆုံးရောက်လာပါတယ်။ကျောင်းရောက်တော့ယောက်ျားလေးတွေနေမကပဲမိန်းကလေးတွေကပါဂျူယောင်ရဲ့အလှကိုကြည့်ပြီးတော့တိတ်ဆိတ်ညင်သက်သွားကြပါတယ်။ချင်းနေနဲ့ဆိုရင်ကတော့ကျောင်းသူအသစ်ဖြစ်တဲ့ဂျူယောင်ကိုသူတို့ရဲ့နာမည်တွေကိုမိတ်ဆက်ပြီးတငယ်ချင်းဖွဲ့လိုက်ပါတယ်။ဒီလိုနဲ့ဂျူယောင်ရဲ့လှပမှုဟာစီဘိုအနုပညာကျောင်းနေတာမကပဲတပိပိဆိုရှယ်မီဒီယာထိပါနာမည်ကြီးလာပါတယ်။ချင်းနေဆိုရင်ကတော့ငွေချင်းဖြစ်တဲ့အထိမ်းအမှတ်နဲ့ဓာတ်ပုံအတူတူရိုက်ရအောင်ဆိုပြီးလူရောင်းနဲ့အတူတူဓာတ်ပုံတွေရိုက်နေပါတယ်အဲနောက်မှာပဲပျော်ရွှင်မှုနဲ့လူရဲ့ထင်ကြီးမှုကိုမရဘူးတဲ့ဂျူကီအောင်တယောက်လည်းအရန်ကိုပြောနေပေမဲ့သူမရဲ့ငကိုမျက်နှာကိုမြင်ရင်အားလုံးသူ့ကိုလူလိမ္မာဆိုပြီးတော့ဝိုင်းရမှာကိုတွင်ကြောက်နေပါတယ်ဖတ်မှာတော့အဖေငကောင်ကဂျူကီအောင်ရဲ့ပုံနဲ့ဂျူကီအောင်ရဲ့လှပမှုတွေကိုအားရပါရနဲ့ပြောနေပေမဲ့စော်ကြီးပဲလက်ဆိုးချုံကတော့ဘာတကူမှစိတ်မဝင်သားသလိုနေပါတယ်အဲတော့ဂျူကီအောင်ကမျက်နှာတက်လိုက်တော့သူ့ရဲ့ငကိုယူဆိုးတဲ့မျက်နှာပြန်ဖြစ်သွားပြီးတော့မောင်ဖေးသူကတော့ဂျူကီယောင်ရဲ့မျက်နှာကိုဓာတ်ပုံရိုက်ပြီးတော့မပုံမပေးရင်သူရိုက်ထားတဲ့ပုံတွေအလုံးဆိုရှယ်ပေါ်မှာတင်လိုက်မယ်ဆိုပြီးတော့အမားပေးသူကိုချိန်ချောက်ကဂျူကီယောင်တယောက်လည်းမပေးချင်နဲ့သူစုထားတဲ့ပတ်စံလေးတွေကိုပေးလိုက်ရပါတယ်ဒီလိုနဲ့စာအုံငါးဖို့စာအုံတိုင်တွေကိုရောက်လာခဲ့ပြီးတော့သူရင်ကြိုက်တဲ့တရေစာကိုအစ်စ်တွေထွက်တာကြောင့်ကံမိုးလုံးတွေတုံးမှာပဲဒီစုဖို့ကအရင်ဦးသွားပြီးတော့ဂျူကီယောင်လည်းအစင်ဆိုပြီးတော့ငန်းနေပါတယ်လီစုကိုကတော့သူရင်မြင်တာကြောင့်သူပဲယူလိုက်မယ်ဆိုပြီးတော့ထပ်သွားတော့ဂျူကီယောင်ကလလန်နဲ့ထပ်သွားလို့မရကြောင်းကိုပြောကအရင်စာအုပ်ရဲ့အတွဲတဲ့စာမျက်နှာဒေဇန်နှစ်မှာဗာပိတ်ခဲ့လေဆိုတဲ့အပြေမှန်သွားရင်တောက်ဝစ်ပြီးမယ်ဆိုပြီးတော့ပြောပါတယ်လီစုကတခုမှချင်အကုန်ပြောပြလိုက်တော့ဂျူကီယောင်တယောက်လည်းအံ့ဩပြီးတော့ရင်နာနာနဲ့တောင်းဝင်ပေးလိုက်ရပါတယ်မနေ့ကတော့ဂျူကီယောင်ကျောင်းကိုရောက်လာကစာအုပ်ဆိုင်မှာတွေ့ခဲ့လီစုနဲ့တွေ့ရကြောင်းသူ့ကိုမှတ်မိသွားမလားဆိုပြီးတော့စိုးရိမ်နေမိမဲ့လီစုကတော့သူမကိုဂယူးမဆိုင်ပဲထွက်သွားပါတယ်တရက်မှာတော့စီပိုအနုပညာအထက်တန်းကျောင်းရဲ့အတန်းလိုက်ကိုစားပြီးနဗီယာမရွေးချယ်ပွဲမှာဂျူယာကိုရွေးချယ်လိုက်ပြီးပြကြောင်းကိုတငယ်ချင်းဖြစ်သူဆွေယုံကလာပြောပါတယ်ဆွေယုံကတော့ဂျူယာကိုကိုယူနေပြီးသူတို့အတန်းရဲ့ဂုံကိုမြစ်ဖို့မဲပေးဖို့အတွက်အစင်းစစ်ဖြစ်နေပေမဲ့ဂျူယာကတော့အထွေးရုံတစ်ခါမှမရှိတာကြောင့်တွေးနေပါတယ်ဆွေယုံကလည်းနေ့တိုင်းသူတို့အတန်းရဲ့ကိုစားပြုကရှုံးနေတာကြောင့်ဒီနေ့တော့ဂျူယာကိုအားကိုးပြီးတော့ပြန်ပွဲဖို့သာတိုက်တွန်းနေပါတယ်ဒါကိုကြားတော့ဂျူယုံတယောက်လည်းအားတက်သွားပြီးနဗီယာကရွေးချယ်မှုပြန်ပွဲကိုလက်ခံလိုက်ပါတယ်အဲတော့ဂျူယောင်ကစာအုပ်ဆိုင်ကိုသွားပြီးတော့တယောက်မှမရှိတာကြောင့်စာအုပ်အစ်တွေကိုအမြန်ငားဖို့လုံးနေတော့မှပဲလီဆူကိုရောက်လာပြီးဒီတစ်ခါမှလည်းလက်ဦးသွားပါတယ်ဂျူယောင်ကလီဆူကိုဝင်ပြီးတော့ရီမမောနဲ့စာအုပ်အစ်တွေကိုယူဘက်ဖို့ကိုပြောပြီးစာအုပ်ဆိုင်ကနေထပ်သွားနေတော့မှပဲတမရဲ့အဲ့ဒီအိတ်ကတဲကဘလူးတူးနှစ်ချက်တစ်ဖက်ကကြာသွားပါတယ်အချက်ကိုမြင်တော့လီဆူကိုကောက်လိုက်ပြီးတော့တမကိုပေးဖို့စူးစမ်းပေမဲ့မမီတော့တာကြောင့်သူပဲယူထားလိုက်ပါတယ်ဂျူယောင်ကတော့အမဲလေးလိုလီဆူကိုနဲ့တွေ့ရကြောင်းဝမ်းနဲ့နေပြီးလီဆူကိုရိပ်မိသွားမှကိုစိုးရိမ်နေပါတယ်တရက်ဂျူယောင်ကားမတိုင်မှာတရှင်နာတော့ပုံလုံးနေတော့မှပဲသူရဲ့ဘလူးတူးနှစ်ချက်တစ်ဖက်မရှိတာကိုသတိထားမိသွားပါတယ်အဲ့ဒီဂျူယောင်ရဲ့အနောက်ကိုလီဆူကိုလည်းရောက်လာပြီးတော့ဘလူးတူးနှစ်ချက်တစ်ဖက်ကိုလာပြန်ပေးကဂျူယောင်ဖွင့်လာတဲ့တချင်းနဲ့တပုတ်တည်းတူနေတာကြောင့်စာအုပ်ဆိုင်ကကောင်မလေးလန့်ဆိုပြီးတော့ဂျူယောင်ကိုမိလိုက်ပါတယ်